နေ့မှာကျွန်တော်ကချစ်စရာကောင်းတဲ့ကျွန်တော်တို့ငယ်ဘဝတုန်းကကြည့်ရတဲ့ကာတွန်းပုံစံလေးပေါ့နော်အဲ့ဒါလေးကိုကိုယ်တိုင်ဖန်တီးဖို့အတွက်ကျွန်တော်က application လေးကိုကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာပြထားတဲ့အတိုင်းပဲ Jamboy ဆိုတဲ့ဒီ application လေးကိုကျွန်တော်မိတ်ဆက်ပေးမယ်ပြီးတော့ဒီ application လေးအတိုင်းလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာဒီ application လေးကိုကျွန်တော်ချပေးရမယ် link လေးကိုလာယူလို့ရပါတယ်ပြီးတော့ Telegram channel ကိုလည်းကျွန်တော်ရဲ့ဒီ YouTube ရဲ့ bio link မှာချပေးထားဖြစ်ပါတယ်ဆိုတော့ Telegram channel မှာလာလို့ရပါတယ်ဆိုတော့ဒီ VPN ဒီ Jamboy လေးကိုကျွန်တော်အသုံးပြုမယ်အဲ့တော့အသုံးပြုဖို့အတွက်ကျွန်တော်တို့ VPN လေးတော့လိုမယ်အဲ့ပြင်ရမယ်ဒီ VPN ကလည်းလုံးဝ free ပါဆိုတော့ဒီ VPN USA ဆိုလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒါလေးကလုံးဝ free ပါဒါနေယူရောက်ကပေါ့နော် USA ပေါ့နော်အဲ့ဒါထုတ်ထားတာဆိုတော့ဒီမျက်နှာစာမျက်နှာလေးကိုမြင်ရရင်ကျွန်တော်တို့ဒီရဲ့ညာကောင်းလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်လိုင်းကောင်းတာလေးရွေးဖို့အတွက်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီထဲမှာ New York ဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်လိုက်မယ် Okay New York လေးကိုရွေးပြီးပြီဆိုရင်ကျွန်တော်တို့ဒါအချိန်ပေါ့တူတူချိန်သွားလိမ့်မယ် Okay ချိန်သွားပြီဆိုရင်ကျွန်တော်တို့ဒီလိုလေးပေါ်လိမ့်မယ်ပေါ့ဒီလိုလေးပေါ်မှာပဲကျွန်တော် VPN လေးကနေထွက်လို့ရမှာဖြစ်ပါတယ်ဒါတော့2နာရီစာပေါ့နော်2နာရီရပါတယ်ဒီကပြုတ်ကနေထပ်ပြီးတော့တစ်ချိန်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒါ Jamboy လေးကိုကျွန်တော်တို့ထပ်ပြီးတော့ဝင်မယ် VPN ချိန်ပြီးမှပဲဝင်လို့ရတာပေါ့နော်ဆိုတော့ဒီဟာလေးကတော့ကျွန်တော်တို့ဒါပုံထုတ်ဆရာမလို့ဝဲနေတာ video print လေးရေးလိုက်တာနဲ့ကိုတခါလေးထုတ်ပြီးမှဖြစ်ပါတယ်ဒါပေမဲ့ ADS လေးကတော့ကြည့်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ print ယူဖို့အတွက်ကျွန်တော်တို့ဂျမလိုင်းကိုကျွန်တော်တို့ချက် GPT ကိုကျွန်တော်တို့တွားမယ်ဂျမလိုင်းကိုတွားလည်းရတယ်ဆိုတော့ကျွန်တော်ရေးထားတဲ့အတိုင်းလိုက်မရေးချင်လည်းရတယ်ဒါပေမဲ့ဒီစာလေးတိုင်းဖတ်ပြီးတော့တီချာလေးပေါ့နော်ကိုရေးချင်တဲ့ဇာတ်လမ်းလေးကိုကျွန်တော်တို့ဒါဖန်တီးလို့ရပါတယ်ဆိုတော့ကျွန်တော်9ခုရေးထားတယ်ဆိုတော့အဲ့9ခုထဲမှာကျွန်တော်ကနောက်ဆုံးဒီဟာလေးကိုပေါ့နော်ဒါလေးကိုကျွန်တော် print ယူပြီးတော့ထုတ်ပြမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော် copy ယူမယ်ပြီးရင်ကျွန်တော်တို့ဒီရဲ့ application လေးကိုကျွန်တော်တွားပြီးတော့ဒီ print လေးကိုချလိုက်မယ် Okay ဒီလို print ချပြီးပြီဆိုရင်ကျွန်တော်တို့ဘယ်သွားမလဲဆိုရင်ဒီရဲ့ 3.1 ဆိုတဲ့ဒီနေရာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာဗီဒီယိုကအကြာချိန်ကကြတော့8စက္ကန့်ရမယ်ဒါတော့916ဒါတော့ TikTok site ပေါ့နော် Okay 16.9ကကြတော့ YouTube site ပေါ့ကျွန်တော်ကကြတော့ YouTube site ထုတ်မှာဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်ရွေးလိုက်မယ်ဒီရဲ့ပြီးတော့ video quality 8ကကြတော့ဒီမှာ920ပေါ့နော်ဒါကြတော့ Pro တုံးပြီးဝယ်ရတာပါဒီ180 B ကကြတော့1080 B ကကြတော့ဒါ Pro တုံးရတာပေါ့နော်ဆိုတော့ကျွန်တော်ဒီဟာလေးကို Okay ကျွန်တော်ပြမယ်များလေးနဲ့ပြမယ်ဒီဟာလေးကိုကျွန်တော်တို့တစ်ချက်ရွေးလိုက်မယ်ပေါ့နော်ဒီရဲ့Okay ဒီလိုရွေးလိုက်ရင်ကျွန်တော်ဒါ 3.1 fast ဆိုတာလေးပဲသုံးပြီးပါနော်အကောင်းဆုံးကတော့ AI Core ပါဒါပေမဲ့လည်းသူက premium ဖြစ်သွားတဲ့အတွက်မရဘူးဆိုတော့ကျွန်တော်တို့ 3.1 fast ဆိုတာလေးကျွန်တော်ရွေးလိုက်မယ် Okay ရွေးပြီးသွားရင်ကျွန်တော်ဒါအမားကြီးလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်အမားကြီးလေးကျွန်တော်နှိပ်မယ် Okay အမားကြီးလေးနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ create ဆိုတာလေးရှိရပေါ့နော်ဒီ create ဆိုတာလေးကိုကျွန်တော်တို့နှိပ်မယ်ပြီးတော့ AD ဆိုတာကြောင့် AD လေးကြည့်ပေးရမယ်ပေါ့ AD ကတုံးဖို့ကြည့်ပေးရမယ်လုံးဝထွက်လို့မရဘူး AD ကြည့်မှပဲကျွန်တော်တို့ရဲ့ video ထွက်လာမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါဒီထဲမှာပြောတာစလုံးပေါ့နော်ဒါတော့စလုံး AD အတွက်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ print က9000ပေါ့နော်9000ကျော်လို့မရဘူး9000ရဲ့အောက်မှာပေါ့နော်အောက်မှာမဟုတ်ရင်9000ကိုတိရှိမှာပဲရမှာပေါ့နော်ဘယ်လိုမျိုးထုတ်ပြရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါ video လေးထုတ်ကြမယ်ပေါ့နော်ဆိုတော့ create လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်Okay ဒါဆိုရင်ဒါကျွန်တော် AD လေးကြည့်ပြီးပေါ့နော်ကြည့်ပြီးပေါ့နော်ကြည့်ပြီးဆိုရင်ကျွန်တော်ဒါလေးပေါ်လာနိုင်မယ်ပေါ့ Okay ဒါလေးပေါ်လာနိုင်မယ်ဆိုရင်ဒါကျွန်တော်တို့ဒါထွက်ပြီးတော့ဒီတိုင်းစောင့်ကြည့်လို့ရတယ်ဘာစောင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီရဲ့ကျွန်တော်တို့ရဲ့ဒီရဲ့ဘားတန်းလေးမှာကျွန်တော်တို့ဗီဒီယိုထုတ်ပြီးပြီဆိုရင်ရပြီဆိုရင်အတည်ပြုချက်လေးသူကသူ message ပုံစံလေးနဲ့ကြားပေးရလိမ့်မယ်ပေါ့နော်အဲ့လားလေးတော့ရှိရဲနာမည်လေးကြားပေးရလိမ့်မယ်ဆိုတော့ကျွန်တော်ဒါတစ်ခုပြင်ပြောပြမယ်အဲ့ဒါကြတော့ကျွန်တော်တို့ဒီရဲ့များလေးကိုကျွန်တော်နှိပ်လိုက်ပါ Okay ကြော်ညာလေးတွေကိုအကုန်လုံးအဆုံးထိကြည့်ပြီးတော့ထွက်ပါပေါ့နော် Okay ဒါပြီးရင်ကျွန်တော်တို့ဒီရဲ့မြင်းအဆက်လေးဒီမြင်း၃ချောင်းလေးကိုကျွန်တော်တို့ထပ်ပြီးတော့တွားမယ် Okay ဒီလိုမြင်း၃ချောင်းလေးတွားပြီးပြီဆိုရင်ကျွန်တော်တို့ဒီရဲ့အဆန့်ဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့တွားပါမယ် Okay ဒါတော့ဒါကျွန်တော်တို့ဒါခဏဝင်လောက်ထားတဲ့ဗီဒီယိုလေးထုတ်နေတာပေါ့နော်ဒါတရားပြီးသွားရင်ရမယ်ပေါ့ဒါတော့ကျွန်တော်ထုတ်ထားတဲ့ဒါဗီဒီယိုလေးပေါ့နော်ဒါမကြသေးဘူးခဏဝင်မှကျွန်တော်ထုတ်ထားတာဆိုတော့ဒါဗီဒီယိုလေးကိုကျွန်တော်ဖွင့်ပြပေးမယ်ဗီဒီယိုတစ်ခုကျွန်တော်ဖွင့်ပြပေးပါမယ် Okay ဒီလိုဗီဒီယိုလေးကိုကျွန်တော်ယူပြီးပြီဆိုရင်ဒီလိုလေးကြာလာမယ်ပေါ့နော် ready ဆိုတာလေးကြာလာတယ် free ဆိုလည်းမရဘူးဆိုတဲ့ပုံစံလေးကြာလာတယ်ဒါပေမဲ့လည်းအဲ့တော့ game site ပါနဲ့ကျွန်တော်တို့ဖွင့်မကြည့်ဘူးကျွန်တော်တို့ဘာဝင်နေလဲဆိုရင်ဒီက downloading ဆိုတာလေးကိုပဲကျွန်တော်နှိပ်ကြမယ်ဒီ downloading လုပ်ထားတယ်ကျွန်တော် ADS လေးရောကြည့်ပေးရတယ်ပေါ့နော် ADS လေးကိုအဆုံးထိကြည့်ပေးပါလုံးဝမကြောက်ပါနဲ့ဆိုတော့ကျွန်တော်ဒါအဝိုင်းလေးလဲနေပြီပေါ့ဗျာဆိုတော့ကျွန်တော်ဒီမှာ Jamboy ဆိုတာလေးကျွန်တော်တို့ဒါဒီထိတ်မှာမြင်လားမသိဘူးဗျာဒါလေးကြားရပြီဆိုရင်ကျွန်တော်တို့ခဏဝင်ထုတ်ထားတဲ့ဗီဒီယိုလေးရသွားပြီဆိုတဲ့ဘောပေါ့ဗျာဆိုတော့ကျွန်တော်အဲ့ဗီဒီယိုလေးကိုလည်းထပ်ပြီးတော့တောင်းပြပါမယ်တောင်းတာတော့ဒီတိုင်းပဲတောင်းရတာပေါ့နော် Okay ဆိုတော့ခဏလေးစောင့်ပါမယ် Okay ဒီလိုလေးအဖြူအောင်လေးပေါ်သွားပြီအမဲအောင်အဝိုင်းလင်နေရနေဒီလိုလေးပေါ်သွားပြီကျွန်တော်ဒါဂလာရောက်သွားပြီပေါ့နော်ဆိုတော့ရောက်လာမရောက်လာဆိုတော့ကျွန်တော်ပြန်ပြီးတော့ DP ပေးမယ်ဆိုတော့ကျွန်တော်ဖွင့်ပြပေးမယ်ပေါ့နော်ဒါဆိုရင်ဒါကျွန်တော်ခဏတုန်းကဒါ down ခဲ့တဲ့ဗီဒီယိုလေးပေါ့နော်ဒါ 16.9 ပေါ့နော် Okay ဒါဆိုရင်ဒါကျွန်တော်ဖွင့်ကြည့်မယ် Okay ဒါ10 minutes ပဲပေါ့နော် quality ကတော့လုံးဝအရင်ကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီများလေးကိုထပ်နေမယ်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကျွန်တော်တို့တွားရအောင်ခဏဝင်ထုတ်ခဲ့ဗီဒီယိုလေးပေါ့နော် Okay ဒါရောက်သွားပြီပေါ့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကရောက်သွားပြီဆိုကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုထပ်ပြီးတော့ထောက်လိုက်မယ် Okay ပြီးရင်ကျွန်တော်တို့ဒီရဲ့ဗီဒီယိုလေးမထောက်ရင်ကျွန်တော်ပြောကြလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာဒီအဝါရောင်စာတန်းလေးပေါ့နော်ဒီထိတ်မှာဒီအဝါရောင်စာတန်းလေးရှိပါတယ်ဒီဝါရောင်စာတန်းလေးရှိပါတယ်အဲ့ဒါဘာကိုပြောရလဲ7 day wait delete ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါဗီဒီယိုတွေထုတ်လိုက်ပြီဒါပေမဲ့ကျွန်တော်တို့မထောင်းမဲနဲ့ဒီတိုင်းထားမယ်ဆိုရင်9ရက်အတွင်းပဲခံမယ်ပေါ့နော်ဒီရဲ့ application ထဲမှာ9ရက်ပြည့်တာနဲ့ဒီ application ကနေဒီရဲ့ဗီဒီယိုအကုန်လုံးဖျက်ချမယ်ဆိုတော့ပြောတာဖြစ်ပါတယ်ဆိုတော့ဒါ
ရှစ်ချင်းပဲဒေါင်းပေါ့နော်အဲ့လိုမျိုးလေးကိုကျွန်တော်ပြောချင်တယ်။ဘုံနဲ့9ရက်အတွင်းထဲမှာရအောင်ဒီရဲ့ဗီဒီယိုလေးကိုဒေါင်းပေးပါပေါ့။အဲ့လိုမျိုးလေးကျွန်တော်ပြောချင်ပါတယ်။ဒီဗီဒီယိုလေးကိုဇက်လန်လေးဖြစ်အောင်ကတော့ကျွန်တော်တို့ကတ်မှာပဲ edit လုပ်ရတာပေါ့နော်။ဆိုတော့ကတ်မှာပဲ edit ဆက်ပြီးလုပ်တာလေးကိုလေကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့ဒါတင်ပေးမယ်ပေါ့နော်။ပြီးရင်တင်ပေးပြီးရင်ကျွန်တော်ကဒါကတ် Pro ကဘူးပြီးကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတ် Pro ကိုကျွန်တော်ရဲ့ Telegram မှာ link ချတာပေးမယ်ပေးမိရနေတာလုံးဝပတ်စံပေးကြမလို့ကျွန်တော်ဒါအလကားချပေးတာဖြစ်ပါတယ်ဒီကတ် Pro ကိုယူချင်တယ်ဆိုတော့ကျွန်တော်ရဲ့ Telegram လေးကိုလာပြီးပါလို့ပဲကျွန်တော်ပြောဒီတိုင်းပဲပြနေမယ်ကျွန်တော်မတောင်းမဲမနေပါနဲ့เนาะဒီရဲ့ downloading ကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ down ပြီးတော့ gallery ထဲမှာပဲတွားကြည့်ပါဆိုတော့ဒီ application နဲ့ပတ်သက်ပြီးတော့မရှင်းတာရှိရင်ကျွန်တော်ရဲ့ Telegram မှာလာမေးလို့ရပါတယ်ဆိုတော့ Telegram link မှာကျွန်တော်ရဲ့ဒီ application လေးလာယူပါလို့ပြောချင်ပါတယ်ဆိုတော့ video လေးတော့ဒီလောက်ပါပဲဆိုတော့နားမလည်ရရှိရင်လာမေးပါဆိုတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်